အောင်မဲမင်္ဂလာပါကွာတရန်းကျွဲလာပြီးနီးလာပြီးဆိုတော့တရန်းကျွဲလာပြီးဆိုလို့ဟောအရင်တော့ကတော့တဲ့ရမှာနောက်ဆုံးလောက်ခဲ့တာဦးဆောင်လောက်ခဲ့တာမိရှုတိုင်600ရွာထဲမှာစက်တယ်မိကြာခွက်တွေ1500ကျော်မိကြာခွက်တွေချခဲ့တယ်တရန်းဒါမှမီးုံပြန်အလုံး90ကျော်ပြုံးပြန်လက်ပွဲလုပ်ခဲ့တယ်ချော့တင်တာပွဲခေါင်းရက်ပွဲတနခါပတ်တို့ပွဲတွေလုပ်ခဲ့တယ်ပါကွာဒါမဲ့အခုအခက်အခြေအနေကဒါတွေလုပ်ဖို့တော့အတိတ်အဆမပြေဘူးဒါမဲ့လည်းပါကလေးလေးတွေရဲ့သူတို့ရဲ့ဘဝမှာတဲ့လို့တရန်းကျွဲလာပြီးညဆိုတာလေးတော့ပျော်စီချောင်သေးတယ်ဒါကြောင့်မလို့အစီအစဉ်တစ်ခုလုပ်ဖို့ရှိပါတယ်တဲ့မှာလည်းပါရွာမှာလည်းပါတစ်ခါမှမလုပ်ဘူးတဲ့ပုံစံမျိုးလေးချမ်းပြည်ဖက်မှာတည်းကတော့အတွေ့များတယ်အဲ့ဒါ link ပေါ်မှာ TikTok ပေါ်မှာတွေ့လို့အဲ့လိုပုံစံလေးလုပ်ဖို့စိတ်ကူးရှိပါတယ်ဒါကတော့ဘာလဲဆိုလို့ရှိရအောင်တဲ့ရွာမှာဝေယုံခတ်တွေပေါ်တယ်ကွယ်ဝေယုံခတ်တွေပေါ်တဲ့ခါကျတော့ဝေယုံခတ်အခက်200ကိုရောင်စုံစက်ကိုကျွတ်အကြည်အောင်လေးတွေအဲ့ဒါလေးတွေကိုဝေယုံခတ်တစ်ခါမှာ10ပုံမီးပုံလေး10ပုံဆွဲပြီးတော့မှအပန်း200လောက်ပြောင်းမိလိုက်တဲ့ခါကျစီစီကားကားလေးမီးရောင်စုံချွန်းချွန်းလေးဖြစ်တော့အောင်တန်းကျွဲလာမီးပူဇော်ပွဲကိုလုပ်ချင်ပါတယ်ဒါမှလည်းပါဦးစားအနေနဲ့တရားလုပ်ဖို့အားမရှိဘူးနောက်ပြီးတော့မှအလှလည်းမခံချင်တော့ဘူးဘာလို့ဆိုလို့ရှိရင်လမ်းအလှလုတ်ထားတာဖြစ်တဲ့အတွက်လမ်းဝတ်သားမြောက်ကုန်းလမ်းဆောင်းတင်နဲ့ဆန်းပို့တဲ့ရွာအလှခံရတာဖြစ်တဲ့ကြောင့်လို့အဲ့ဒါနီးကပဲရှိတဲ့ကြောင့်လို့ဦးစားတဲ့အလှခံဖို့တော့စိတ်ကူးမရှိတော့ဘူးဒါမှလည်းပါကိုဦးစားချက်နေတယောက်ထက်ဆက်ကထုတ်အားနဲ့လည်းပါအားမရှိဘူးဒါဆိုတော့ခါစိတ်ကူးရှိတယ်ဆိုတော့ဦးတန့်လက်ဖောက်6ကနေပြီးတော့မှတရားကိုဖြစ်မြောက်အောင်လုပ်ချင်ပါတယ်ဒါကြောင့်မလို့ဘလို့အစီအစဉ်လဲဆိုလို့ရှိရင်ဦးတန်လက်ပေါက်6ကိုအခုတပိတ်တာကို4000ပါ4000ဆိုတော့တပိတ်တာဆွမ်းနေမှာ25ရာခိုင်နှုန်းကိုတရန်းကျွဲလိုက်ပြီးညတော့အလှပြုပါမယ်ဒါဆိုတော့ကတပိတ်တာ4000ဆွမ်းမယ်ဆိုလို့ရှိရင်တရန်းကျွဲလိုက်ပြီးညတော့1000ရမယ်အချိန်90လောက်ရှိသေးတာဖြစ်တဲ့အတွက်ကိုဒါဆို9သိန်းရမယ်ကွာအချိန်90ဆွမ်းမယ်ဆိုလို့ရှိရင်9သိန်းဆိုလို့ရှိရင်ကောင်းကောင်းလုပ်လို့ရပြီအဲ့ဒီမီးရောင်စုံစက်ကူလေးတွေဝယ်မယ်ဖျောင်းတိုင်အဲ့ဒီ2မျိုးပဲဝယ်ရမယ်ကျန်တဲ့ဟာတွေကဝေယုံခတ်တွေဆိုတော့ရွာမှာပေါ်တယ်ဝါမီးပုံးလေးလုပ်ဖို့လည်းပါလူလိုအားရှိတယ်ဒါဆိုတော့ကတရန်းကျွဲလိုက်ပြီးညလေးမှာကလေးလေးတွေအတွက်သူတို့တစ်နှစ်လုံးဟိုပန်ပန်းစိတ်ဆန်းရဲလိုပဲနေလာခဲ့တဲ့ဟာလေးတွေကလေးလေးတွေရာသူရာသားတွေကိုပျော်ချောင်မှုအနေအချင်းလေးပေးပြီးတော့မှစိတ်ချနိုင်မှုရတဲ့ချမ်းတဲ့တော့ကြောင့်လို့တဲ့ဟာလေးကိုဖြစ်မြောက်အောင်တငယ်ချမ်းတွေလည်းပါကူညီပေးကြပါလို့ဒါဆိုတော့ဦးတန်လက်ပေါက်6ကနေဖြစ်မြောက်အောင်လုပ်ချောင်ပါတယ်ဦးတန်လက်ပေါက်6တပိတ်တာဆွမ်းနေမှာ25ရာခိုင်နှုန်းကိုတရန်းကျွဲမိပူဇော်ပွဲအတွက်အလှငွေပြုပါမယ်လို့ခုချင်းကစားပြီးတော့မှဒါကြောင့်မလို့ဦးတန်လက်ပေါက်6ကိုဝယ်ရအပြားနာတရန်းကျွဲမိထွန်းပွဲတော်လေးဒါလိုအညတရကြေးပါလေးမှာမိထွန်းပွဲတော်လေးဖြစ်မြောက်သွားအောင်ကူညီပေးကြပါလို့ငွေချမ်းတွေလည်းပါနှုတ်ဆက်လိုက်ပါတယ်လို့ကဲထားပါဗျာကဲလက်ဖောက်6ကောင်းကိုရှာနေတယ်ဆိုတော့ဦးတန့်ရွှေပြည်မိုးလက်ဖောက်6ကိုတစ်ခါတော့ညှိလိုက်ပါမယ်ဦးတန့်ရွှေပြည်မိုးလက်ဖောက်6ကရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ကနေထွက်ရှိထားတဲ့တဘာဝစစ်လုံးဝရွှေပြည်မိုးလက်ဖောက်6ဖြစ်ပါတယ်လို့ဒါကြောင့်မလို့လက်ဖောက်6ရဲ့တဘာဝအရသာစစ်ကိုတောက်ကြည့်ချင်တယ်ဆိုတော့ဦးတန့်ရဲ့ရွှေပြည်မိုးလက်ဖောက်6ကိုဒါတတိယလိုက်ပါစစ်သွဲမှာယူလိုပါကဖုန်းလေးတစ်ချက်သာဆက်လိုက်ပါနော်ကဲဒါပါနော်